ကျွန်တော်နာမည်ကခိုင်ခဲကျော်ပါကျွန်တော်ကမလေးတိုင်းမရေယာမြို့နယ်မှာနေပါတယ်မြတ်ကျွန်တော်ဖုန်းဆက်တဲ့အချိန်မှာကျွန်တော်စပိန်ပြင်နေတာစပိန်ပြင်နေတော့မှဖုန်းကဝင်လာတော့အမေကကန်လိုက်တာကိုစီရတန်တို့ဒေါ်ခိုင်နီးကြီးတန်တို့ကြားတော့ကျွန်တော်စက်ကန်လိုက်တာစက်ကန်တော့သူကကျွန်တော်ဖုန်းပေဘယ်လောက်ဖြစ်အောင်သူကကျွန်တော်မေးတယ်ပြဖုန်းပေတစ်ချိန်နောက်ဆုံးဖြစ်ခဲ့တာကျွန်တော်မေးကျွန်တော်ကအမမီဘူးဆိုလို့ပြောလိုက်တော့အဲ့ချိန်မှာကျွန်တော်ကတူတူဂိမ်းဆော့ဖြစ်တယ်ဗောတူတူဂိမ်းက point နေကျွန်တော်ဂိမ်းဆော့ရင် point နေရတဲ့ဟာတွေကိုသူပြောပြအဲ့ဒါတွေမှမှန်ကကျွန်တော်အသိန်းထောင် condition ဖြစ်ပါတယ်ဗောအဲ့လိုပြောမခိုင်လေးပါတကယ်ကြီးကိုသိန်းတစ်ထောင်ကန်ထူးသွားပြီနော်မခိုင်လေးတန်မှတ်မိလားcongratulation ပါညီလေးရေကိုဖုန်းကြပါခင်ဗျာကျွန်တော်သိန်းတစ်ထောင် condition လို့ပြောတော့ကျွန်တော်မယုံသေးဘူးဗောနော်ဒေါ်ခိုင်နီးကြီးနဲ့ကိုစီရတို့က Facebook live မှာတွင်ထားတယ်ဗောဝါချီဆိုမှကျွန်တော်ကသူတို့ဖုန်းချပြီးတော့လည်းကျွန်တော်ချက်ချင်းဝါကြည့်လိုက်တာဗောကိုယ်တိုင်ပြောထားတဲ့တန်မျိုးကြားတော့မှကျွန်တော်ရှုံးတာဗောကျွန်တော်သိန်းတစ်ထောင်ကန်လို့ရင်ဖြစ်သွားပဲလို့ကျွန်တော်မထင်ထားဘူးဗျကျွန်တော်အရန်လဲပျော်တယ်ပျော်လုံးအကြီးလို့ဘာလို့ဘာကိုင်မဲကိုမသိတော့တာဗျကျွန်တော်ရာသွားတဲ့ဖွင့်ငွေတွေကိုကျွန်တော်အမေကိုပေးမှာပါပြအမေလည်းပြောမှာပါသူကလူမယ်လို့ဟိုရင်လည်းစီစဉ်တာပေါ့သူက200လောက်လူပြည့်မယ်လို့ပြောတယ်ပြီးတော့ကျွန်တော်စီးကျင်တဲ့ဆိုင်ကယ်ကိုလည်းမှန်းထားတယ်ဗျကျွန်တော်ဖေတို့ဆိုင်ကယ်သင်းရဲ့အမေတို့ရဲ့ TV လုံးရဲ့နောက်ရေးမှာလောက်ကင်ထားသွားဖို့အတွက်လဲနေကဝယ်ဖို့ကျွန်တော်စိတ်ကူးထားပါတယ်ဗျဟောအတန်းရပြီးတော့ကျွန်တော်သူမွေးဖောက်ပဲပွင့်လင်းမြတာမှုရှိရလို့ထင်ပါတယ်ဗျသူက Facebook Live မှာလည်းလွှင့်ပေးထားတယ်ပြီးတော့လူသိရှင်ကြားလည်းကြညာပေးထားတဲ့အတွက်မျှတမှုလည်းရှိပါတယ်လို့ထင်ပါတယ်ဗျကျွန်တော်ကကုံကားကြီးမောင်းနေတာဒီကရွှေဝင်ငင်းကြီးရတယ်လည်းကြိုက်တယ်ခီးသွေးအဝေးသွားရတယ်လည်းကြိုက်တယ်ပြီးတော့နောက်ထပ်အိမ်မက်တစ်ခုလည်းရှိသေးတယ်ကျွန်တော်ကခရိုင်းဖုန်းရင်များကျွန်တော်ကအမြဲတမ်းဟိုကလီးဘက်ကိုအပတ်စဉ်ထဲပြတယ်အခုတော့ကျွန်တော်အမြဲတမ်းဒီပါဖြစ်နိုင်သွားပြီလေဒါတကင်းကြီးလည်းအများကြီးဝယ်နိုင်သွားပြီပေါ့အတန်းကျွန်တော်ကျေးဇူးအရန်တင်ပါတယ်ပေါ့နော်အတန်းကျွန်တော်ဘွားကိုယူပြောင်းပေးလိုက်တာပြီးတော့ကျွန်တော်အဖေအမေဖြစ်ချင်တဲ့ဆန္ဒတွေကိုလည်းဖြည့်ဆည်းပေးလိုက်တာကြောင့်အတန်းကိုအရန်ကျေးဇူးတင်ပါတယ်ပေါ့နော်ဟုတ်ကျွန်တော်လိုပဲအတန်အောင်သုံးကြည့်ကြပါနော်ဒီလိုကန်ထူးနိုင်ပါတယ်ပက်ကစ်လည်းအများလေးဝယ်ကြပါနော်တိုတိုကိန်းလည်းအများဆော့ကြပါဒီလိုကန်ထူးနိုင်ပါတယ်ညအတန်လည်းဒီထက်မကစုမဲတွေအများကြီးဖောက်ပေးနိုင်ပါသေးနော်အတန်သုံးပြုတိုင်းလည်းကျွန်တော်လိုကန်ထူးရှင်ကြီးဖြစ်နိုင်ကြပါသေးလို့ကျွန်တော်စုမှုခွန်တောင်းပေးလိုက်ပါတယ်ခင်ဗျအတမ်နဲ့အတူကန်ထူးကန်မြူပြီးပုံမကောင်းမွန်သောဘဝအိမ်မက်များကိုရယူဖန်တီးလိုက်ပါအတမ်ပုံမကောင်းမွန်သောနေ့တင်များစီ